စင်းရဲပင်မဲ့ငလင်ပေးလာလိုတဲ့လူတွေကိုရေခဲတုပ်လေးတွေအလကားဝေပေးခဲ့တဲ့ရေခဲတုပ်တဲ့ကိုရှိုင်းစောစင်းရဲနှမ်းပါပေမဲ့ကိုတက်နိုင်တဲ့အားလေးနဲ့အလူဒါနာပြုနေလို့ချီကျူးခံနေရတာကတော့စကိုင်းမျိုးကရေခဲတုပ်တဲ့လေးကိုရှိုင်းစောဖြစ်ပါတယ်။နွမ်းပါတဲ့အဝေးစားနွမ်းပါတဲ့မျက်နှာလေးနဲ့အတူရေခဲတုပ်တဲ့လေးတယောက်ကကားလမ်းဘေးမှာလာသမျှပရိုက်တာကားတွေရင်တန်းတွေကိုရေခဲတုပ်လေးပေးနေတဲ့ဗီဒီယိုဖိုင်တွေဓာတ်ပုံတွေကပြန့်နှံ့နေတာဖြစ်ပါတယ်။အဆိုပါရေခဲတုပ်တဲ့လေးဟာဆိုင်ကယ်ဘေးရဲ့အစုပ်လေးနဲ့အတူငလင်ဘေးလာလိုတဲ့သူတွေခရီးသွားတွေကိုနေပူပူမှရေခဲတုပ်လေးတွေကိုရိုးရိုးသေးသေးနဲ့လက်နှစ်ဖက်နဲ့ကင်ပြီးတော့ဝေမျှနေရဖြစ်ပါတယ်။အခုခါမှာတော့မီဒီယာအင်တာဗျူးတွေရဲ့အဆိုအရရေခဲတုပ်တဲ့လေးကစကိုင်းမြို့မှာနေထိုင်တဲ့ကိုရှိုင်းစော်ဖြစ်ကြောင်းသိရပါတယ်။ဒီလိုနဲ့မတ်လ28ရက်နေ့မှာစကိုင်းမြေငလင်ကြီးဖြစ်ပြီးရဲ့နောက်ကိုရှိုင်းစော်ကဈေးရောင်းထွက်နေချိန်မှာမြန်မာနိုင်ငံအနေနဲ့ရရက်ကစေတနာရှင်ပြည်သူတွေစကိုင်းမြို့ကိုလာရောက်လူတန်းတာတွေမြင်အပြီးမှာရေခဲတုပ်ကိုငွေနဲ့မရောင်းရတော့ပဲအလကားဝေးပြဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ကိုရှိုင်းစော်ကသူများတွေကငွေအလူပစ္စည်းတွေလှူဒန်းနေချိန်သူတက်နိုင်တဲ့အင်အားလေးနဲ့ငလင်ဘေးကိုညီကဲဆဲရေးအဖွဲ့တွေနှွေနေပူမှာခဏတာအေးမြအောင်လို့ရေခဲတုပ်လေးတွေဝေမျှခဲ့ရပါကိုရှိုင်းစော်ကဒီလိုမျိုးရေခဲတုပ်ကိုတစ်နေ့ကိုအထုပ်3000နဲ့4ရက်လှူဒန်းပြီးပြီလို့ဆိုပါတယ်ကိုရှိုင်းစော်ကဒီလိုလူတန်းပြီးတော့နာမည်ကြီးချင်လို့မဟုတ်ပဲစေတနာတန်တန်နဲ့ဖြစ်ပြီးတော့သူ့ကိုဂုဏ်ပြုချင်းမြင့်ထားတဲ့စိန်တိုက်ကငွေတွေကိုလည်းတပြားတစ်ချက်မှမတုံးမနဲ့အကုန်ပြန်လဲလူတန်းခဲ့လို့ချစ်ကျူးခံရတာပဲဖြစ်ပါတယ်ရှင်။